င်္ဂလာပါ Long Life Kitchen Channel လေးကပြန်လဲကြိုဆိုပါရနော်ဒီနေ့ကတော့သမီးငယ်လေးရဲ့ favorite ဖြစ်တဲ့ကြက်ဥမွှေကြော်လေးကိုသွားစားချင်လို့ကျွန်မကြက်ဥမွှေကြော်လေးကိုပေါ့နော်ကြော်မှာဖြစ်တဲ့အနည်းငယ်လေးပြပေးမယ်နော်ကျွန်မစီနေငယ်တတ်မှာဖြစ်လို့ပေါ့နော် cooking olive oil လေးကိုသုံးထားတယ်နည်းနည်းလေးဒီမှာကြက်သွန်ဖြူနေလေးထည့်လိုက်မယ်တွန်ဖြူနေလေးရကနေဖြစ်ပြီးဖြစ်တဲ့ကြောင့်မလို့ပေါ့နော်စနေမှုံလေးနဲ့အယောင်တင်မှုံလေးထည့်ခြင်းထဲပါဒါပေမဲ့မထည့်ရင်လည်းဘာမှမဖြစ်ဘူးနော်ပြီးရင်ကျမကခရမ်းကျင်ပြီးပေါ့နော်စိတ်ထားတာလေးထည့်လိုက်မယ်နော်သမီးငယ်လေးကလုံးဝဟင်းပြီးဟင်းရွက်ဆိုပြီးစိတ်မကြိုက်ဘူးဖြစ်တဲ့ကြောင့်မလို့ကျမကဒီခရမ်းကျင်ပြီးလေးပေါ့နော်စိတ်လိုက်ရခြင်းဖြစ်ပါတယ်နော်ဒီအဖြူနဲ့အနီလေးကတော့ဓာလေးကိုလုံးရင်လည်းဒီဖြည်းဖြည်းနဲ့ပျော့သွားမှာဆိုတော့ပြဿနာမရှိဘူးသူခရမ်းကျင်ပြီးဖတ်ပြီးပိုင်းသူကမစားဘူးအကြောင်းကျမခရမ်းကျင်ပြီးလေးလက်တူစားကြည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ခရမ်းကျင်ပြီးလေးဟိုကြိတ်ပြီးမှကျမဒီလိုမျိုးလေးနှစ်ဖြောင်းလုပ်လိုက်မယ်နော်ဒီဆိုရင်တော့ဗောနော်ဒီခရမ်းကျင်ပြီးလေးလည်းတစ်ဖြည်းဖြည်းစီပြန်လာပြီအဲဒါဆိုတော့ကျမကြက်ဥလေးရောလိုက်တော့မယ်နော်ဒီထဲမှာကျမစီနေနေညထည့်ထားတယ်ဘာဖြစ်လဲဆိုရင်ကျမတို့ olive oil လေးစားခိုင်းစေချင်လို့ပေါ့နော်ဒါကြောင့်မလို့ဒီမှာဆိုရင်ကျမစီလေးနဲ့နည်းနည်းလေးပြန်ထားတယ်ပေါ့နော်စီကိုဆိုရင်တော့ကြက်ဥလေးကိုပေါ့နော်ဖြည်းဖြည်းလေးပဲပေါ့နော်ထည့်မယ်ပြီးတဲ့အခါမှာတော့စိတ်ကြိုက်လေးပေါ့နော်မှွေလိုက်မယ်နော်ကိုဆိုရင်ကြက်ဥလေးတွေကပေါ့နော်ဖြည်းဖြည်းလေးနဲ့ဟောဖြစ်ပြီးဆိုရင်တော့အရသာအနှဲငယ်လေးထည့်ခြင်းနဲ့ဆိုထည့်ပါပေါ့နော်ဘာဖြစ်လဲဆိုရင်ကြက်ဥကသူ့မှာအငံတက်ကလေးလည်းရှိပြီးသားဖြစ်တယ်ကြက်ဥပြုတ်လေးစားလိုက်ခြင်းအဖြစ်ပေါ့နော်တခါတည်းဘာမှစားကြမလို့အောင်အားရှိတယ်လို့မျိုးပေါ့နော်ဒီကြက်ဥကသူ့ဘာလို့လဲအရသာလေးက automatic ရှိပြီးသားဖြစ်လို့ပေါ့နော်အရသာတွေအများကြီးလည်းမလိုပါဘူးနော်အငံတက်တွေများရင်လည်းပဲဆိုခြင်းတွေများမှာဖြစ်လို့ပေါ့နော်သူအတန်တလောက်လေးကိုပဲထည့်ပေးပါနော်ရတာမုတ်လေးတွေထည့်ခြင်းလဲပေါ့နော်ကိုယ့်ရဲ့ရတာကြည့်ပြီးတော့မှအနေနဲ့ထည့်ပေးပါအရန်ကိုယူရှင်လာတယ်ဒီအခါမှာကလေးလေးလည်းပဲအရန်တက်နေတဲ့အစာလေးဖြစ်မှာပါကျမကြက်ဥကြော်ချကန်နေလေးမှာပေါ့နော်အကို beetroot ရဲ့အရွက်ကလေးကိုကျမပပလေးလှီထည့်မယ်နော်ကျမ beetroot အရွက်ကလေးကိုပေါ့နော်ဒီကြက်ဥလေးနဲ့နောက်ဆုံးမှာချကန်လေးမှာရောကြော်မှာဖြစ်ပါတယ်နော်ကလေးတွေကတန်တက်အားလည်းပဲကောင်းစေတယ်ပြီးတဲ့အခါမှာအာဟာရလည်းကျွေးသွားတာဖြစ်တယ်နော်အရွက်ကလေးမြူရကြိုက်တယ်ဆိုတော့အဖုံးလေးခဏဖုံးထားပေးမယ်နော်ကိုဆိုရင်တော့အာဟာရပြီးသွားတယ်ပေါ့နော် beetroot ရွက်ကလေးနဲ့ချက်ဥမှုကြော်လေးကတော့အစင်းလေးဖြစ်ပြီးမှရပါပြီနော်ချက်မှုကြော်လေးကအစင်းလေးဖြစ်သွားပြီနော်ဒါကြောင့်တန်ရှင်းလက်ဆက်တဲ့ပေါ့နော်ဒီဟင်းရလေးကိုလည်းပဲဟင်းသီးဟင်းရွက်တွေလုံးဝမကြိုက်တဲ့ကလေးလေးတွေအသားမကြိုက်တဲ့ကလေးလေးဆိုရင်လည်းပဲချက်ကျွေးလို့ရတယ်နော်အသက်ရှည်ကျန်းမာလှပတဲ့ professional ဘဝလေးပိုင်ဆိုင်နိုင်ကြပါစေ